ခုပြောင်းလဲသွားတဲ့ Facebook update အသစ်မှာ hashtag 5ခုထပ်ပို့ပြီးတော့သုံးလို့ရနေပြီဆိုတာကိုသင်သိပါသလားဟုတ်ပါတယ်ဒီ update အသစ်မှာတော့ hashtag 5ခုထပ်ပို့ပြီးတော့သုံးလို့ရနေပြီပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့အဲ့ဒီအကြောင်းလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အရင်တုန်းကသိထားတာက Facebook မှာ post တင်ပြီးဆိုရင် hashtag အများဆုံး5ခုလောက်ပဲသုံးလို့ရတယ်ဆိုတာကိုသိထားကြပါတယ်ဒါပေမဲ့ဒီ update အသစ်မှာတော့5ခုထပ်ပို့ပြီးတော့သုံးလို့ရနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ post တစ်ခုတင်ပြီးပြီဆိုရင် post ရဲ့အောက်နားမှာရှိတဲ့ see inside an X ဆိုတဲ့နေရာလေးကိုတွားပြီးတော့နှိပ်ကြည့်ပေးပါနှိပ်ကြည့်ပြီးရင်အဆုံးထိဆွဲပြီးတော့ကြည့်ပေးပါအကယ်၍များဒီပုံထဲမှာရေးထားတဲ့အတိုင်း tips for better performance ဆိုတဲ့နေရာလေးကိုတွေ့ပြီဆိုရင်ကျွန်တော်တို့ hashtag ဆိုတဲ့နေရာလေးကိုရှာကြည့်ပါအကယ်၍ hashtag ဆိုတာလေးတွေ့ပြီဆိုရင်စာထဲမှာဒီလိုလေးရေးထားပါလိမ့်မယ် add more hashtag to your caption ဆိုပြီးတော့ရေးထားတာကိုတွေ့ပါလိမ့်မယ်အဲ့လိုရေးထားတာကိုတွေ့ပြီဆိုရင်ကျွန်တော်တို့ကတင်လိုက်တဲ့ post မှာ hashtag 5ခုထပ်ပို့ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်အကယ်၍ကိုက5ခုလောက်ပဲသုံးထားတယ်ဆိုလို့ရှိရင်5ခုထပ်ပို့ပြီးတော့သုံးခွင့်ရသွားတာကိုပြောခြင်းဖြစ်ပါတယ်ဘာလို့ hashtag ကိုပို့ပြီးတော့သုံးခိုင်းတာလဲဆိုတော့အကယ်၍များ hashtag က5ခုထပ်ပို့သွားမယ်ဆိုလို့ရှိရင် view ပို့ပြီးတော့ရသွားတဲ့အတွက်ကြောင့်မို့လို့ပါ Facebook ဘက်ကနေပြီးတော့လူအများစီကိုပြန့်သွားအောင်လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုမကြည့်ခင်မှာ hashtag ဘယ်နှခုသုံးနေတာလဲ5ခုလား5ခုအောက်လား5ခုအထက်သုံးနေတာလားဆိုတာလေးကို comment မှာရေးပေးသွားပါအောင်အားလုံးကျေးဇူးများကြီးတင်ပါတယ် bye bye